ဒီနိုင်ငံမှာလဲစီတိုလောင်ကန်ပြက်စီးသွားတာဆိုတော့နင်တို့နိုင်ငံကစီတွေမတိုးရဘူးလားလို့ကျမကမေးလိုက်တာဖေးမပြောတာတော့စီကလုံလောက်မှုရှိတဲ့အတွက်ကြောင့်မို့တိုးလဲမတိုးရတယ်လို့ဈေးလည်းမတက်ပါဘူးတဲ့သူတို့စိတ်ပူနေတာလာမဲ့ကုံသွဲရေးတင်မောတွေအများကြီးပိတ်မိနေကြတာမို့လို့ဆန်ရှင်တောင်ဝယ်လို့မရတော့မှဆိုလို့တဲ့ဒီနေ့လဲဆန်နဲ့အိတ်ထက်ဝယ်လာပါတယ်ပေမဲ့အိုမန်နေမြန်မာပြည်ပြန်မဲ့သူတွေကတော့ပြန်လို့ရပါတယ်ရှင်မတထေးမကတော့ဘယ်နေရတော့ဘယ်နေရာမှာတင်မောတွေဘလို့ပိတ်နေတာဆိုပြီးအများတန်းလာပြပါတယ်အေးမိသားစုတွေကိုလည်းစိတ်မပူဖို့ပြောခိုင်းတယ်ကုံသွဲရေးတင်မောတွေကပိတ်မိနေတာဖြစ်တဲ့အတွက်ဒီစားနပ်ရိက္ခာတွေကတော့နည်းငယ်စီးတက်တယ်ပေါ့နော်အဲ့ဒါတဲ့နိုင်ငံမို့လို့လားမသိဘူးပစ္စည်းတွေရှားပြီးဈေးတက်လာပေမဲ့ဧည့်သည်တွေလာရင်တော့စေတနာတစ်စက်ကလေးမှမလျော့ပါဘူးရှင်ဒီနေ့စမူစာတော့ကြက်ဥနဲ့ကြက်သားနဲ့နှမျိုးလုပ်ပါတယ်ဒီနံကတော့စန်းကစ်တီဖရဲသီးနဲ့တရက်သီးပါရှင်ဒါကတော့ကချူရီလို့ခေါ်တဲ့အာလူလုံးကြော်လုပ်ဖို့အတွက်ပါဧည့်သည်ရောက်နေတာမို့လို့6နာရီထိုးတာနဲ့အပြီးပြင်ဆင်ပေးမှာမို့လို့9နာရီထိုးတာနဲ့စကြော်ပါတယ်ဟင်းနဲ့တထေးမကလည်းစေတနာကောင်းပြီးတော့မှရက်ရောကြတဲ့သူတွေဖြစ်တယ်မကိုယ်တိုင်ကလည်းချက်ပြုတ်ကျွေးမွေးရတာပျော်တဲ့သူဖြစ်တာမို့လို့အရန်စင်ပြေတာပေါ့နော်ဥမမှာအမတွေတော်တော်များများကျမကိုချစ်တဲ့စိတ်နဲ့ညီမလေးကိုရတဲ့အင်ရှင်တွေကန်ကောင်းလိုက်တာလို့ပြောကြတယ်တကယ်တော့သူတို့နဲ့ဆုံတွေ့ရလို့သူတို့ကန်ကောင်းတယ်ဆိုတာထက်ကျမကပိုကန်ကောင်းပါတယ်နောက်ပဲရည်ချင်းရှိအဲ့ဒီရည်ချင်းကိုလည်းထုတ်ပြခွင့်ရအောင်ပါလေနော်ကိုထုတ်ပြတဲ့ရည်ချင်းနဲ့စေနာတွေကိုတန်ဖိုးထားအတိမတ်ပြုပေးတဲ့မိသားစုနဲ့ဆုံခွင့်ရလို့ကျမကတော့ပိုကန်ကောင်းပါတယ်ဒီလိုစေနာတွေကြောင့်ပြန်ရတဲ့မြစ်တာကတော့ဖြစ်နိုင်ရင်နေ့ကိုမပြန်စေချင်ဘူးတဲ့အချိန်မဲ့ပြန်လာခြင်းပါစေကျမအတွက်တကားဖွင့်ပေးထားတယ်ဆိုတာလည်းပါသေးတယ်သူရှိခဲ့တဲ့၄နှစ်တာပျော်စရာတွေများခဲ့တာမို့လို့နင်ပြန်တဲ့ချိန်ကျရင်တော့ငါမငိုပါဘူးတဲ့ကျမရဲ့ခံယူချက်ကလည်းမိသားစုဝင်တွေဆိုရင်တောင်မှအချိန်တိုင်းရှင်ခွဲမဟုတ်ရင်တေခွဲတော့ခွဲကြရသေးတာပဲလေရှိခဲ့တဲ့အချိန်တော်အတွင်းမှာလည်းလစာရတဲ့အလုပ်ဆိုတာတဲ့စေနာနဲ့မြစ်တာတွေကိုပို့ထည့်ပြီးတော့လုပ်ပေးခဲ့ပါတယ်ဒီလူတွေနဲ့နေခဲ့ရလို့ဒီမိသားစုနဲ့ဆုံခွင့်ရလို့ကျမအတွက်ပိုကောင်းခဲ့တာတွေလည်းအများကြီးရှိပါတယ်ဟိုအရင်တော့အထက်ခံယူချက်တွေလည်းပြောင်းလဲလာသလိုအများကြီးလည်းပိုရင့်ကျက်လာတယ်ဟိုလိုဘာမှမသိတဲ့ဘာမှမလုပ်တတ်တဲ့မိန်းကလေးတယောက်ကအသိပညာနဲ့အတတ်ပညာတွေကိုလေ့လာခွင့်ရသလိုတက်တည်ပြခွင့်လည်းရခဲ့ပါတယ်ဒီမိသားစုနဲ့ဆုံတွေ့ပြီးမှခံယူချက်တွေလည်းအများကြီးပြောင်းလဲလာသလိုကိုချစ်တတ်ဖို့လည်းအများကြီးသင်ယူခဲ့ရပါတယ်ထေးမကြောင့်မှတာဝန်နဲ့အပြစ်ကိုလည်းကောင်းကောင်းခွဲခြားနိုင်ခဲ့တယ်ဥပမာမိသားစုကံမကောင်းတာငယ်ဘဝကံမကောင်းတာပတ်သက်မရှိလို့ပတ်ဝန်းကျင်ကအနှိမ်ခံရတာကျမအပြစ်မဟုတ်ဘူးဒါပေမဲ့အဲ့ဒါကိုညစ်တွန်းပြီးဘဝကိုဖြစ်တယ်လို့ရှေ့ဆက်လျှောက်မလားကြုံခဲ့ဘူးသမျှကိုအတွေ့အကြုံယူစိတ်နာစရာတွေကိုလေကတိလို့အသုံးပြုပြီးတော့အကန့်မှာတောက်ပအောင်လျှောက်လန်းမလားကတော့ကိုယ့်ရဲ့ရွေးချယ်မှုနဲ့တာဝန်သာဖြစ်ပါတယ်ကိုကြုံတွေ့ခဲ့ရတဲ့အိမ်မက်ဆိုးတွေကကိုယ့်အပြစ်ကြောင့်မဟုတ်ပေမဲ့ဘဝကိုပကြီးကားတစ်ချက်လို့ဆေးချယ်နိုင်ဖို့ကတော့ကိုယ့်ရဲ့တာဝန်သာဖြစ်ပါတယ်အားလုံးလည်းအပြစ်နဲ့တာဝန်ကိုကိုယ်ပြပြသိမြင်နိုင်ပြီးတော့တောက်ပတဲ့အနာဂတ်ကိုလျှောက်လန်းနိုင်ကြပါစေကျေးဇူးပါရှင်ဘိုင်ဘိုင်